ငွေကုန်ကြီးကြလည်းများတယ် man power လည်းအများကြီးလိုအပ်တယ်အချိန်တွေလည်းပေးရတယ်ဒါတင်မကဘူးဟိုပွဲဖြစ်မှဖြစ်ပါမလားအောင်မြင်ပါမလားဆိုရဲအစိုးရစိတ်လေးလည်းအများကြီးရှိကြတယ်ပေါ့နော်အဲ့အတွက်ကိုလည်းဒီဖြစ်မြောက်ဖို့အတွက်ပြုလုပ်ပေးကြတယ်ကူညီပေးကြတယ်ပေါင်းကူညီပေးကြတဲ့သူအားလုံးကိုဒီကနေပြီးကျေးဇူးတင်ပါတယ်ဒီလာရောက်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းဒီကနေကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်နောက်ထပ်တော့လာဆက်ပြီးတော့ပြီးဆိုချင်ပါတယ်နော်Taste my love လို့မရပါတယ်နင်နာနဲ့ပေးပါငါရှိကမင်းတို့ပါ